ကလေးတယောက်ရဲ့ကျမရက်ကအစွမ်းထက်ဆုံးအကာအကွယ်တစ်ခုကဘာလဲလို့မေးရင်မိခင်နို့အသက်ကြွေးခြင်းပါပဲကဲဒီအရေးကြီးတဲ့ခရီးလမ်းမှာတည်ထားတဲ့အချက်လေးတွေကိုကျွန်တော်တို့အတူတူလေ့လာကြည့်လိုက်ကြရအောင်ဟုတ်ပါတယ်ဒီစကားကတကယ်ကိုမှမှန်ပါတယ်မိခင်နို့ဆိုတာကလေးလေးတွေအတွက်အကောင်းဆုံးနဲ့အပြည့်စုံဆုံးအစာဟာရဆိုတာကတော့ဒီနေ့ကျွန်တော်တို့ပြောမယ့်အကြောင်းအရာရဲ့အဓိကအချက်ပါပဲမိခင်တို့ဘာလို့စူပါအစားအစာလို့ပြောကြတာလဲဆိုတော့လေအကြောင်းရင်းရှိပါတယ်ပထမဆုံးကတော့ကလေးတယောက်ချီထွားဖို့လိုအပ်တဲ့အာဟာရဓာတ်တွေအားလုံးအကုန်လုံးပါဝင်နေလို့ပါပဲဒါအပြင်ဝမ်းလျှောတာအဆုတ်ရောင်တာလိုမျိုးယောဂတွေကနေကာကွယ်ပေးတယ် PTPC တွေလည်းပါသေးတယ်ပြီးတော့ဦးတော်ဖွံ့ဖြိုးမှုတွေလည်းအရန်ကိုအရေးကြီးပါတယ်ကဲအောင်မြင်တဲ့နို့တိုက်ကြွေမှုချီလင်းကိုဘလို့အကောင်းဆုံးစတင်ကြမလဲအရေးကြီးဆုံးဖြစ်တဲ့ပထမဆုံးစနစ်နဲ့စလိုက်ကြရအောင်ပါမွေပြီးချိန်ပထမဆုံးမတနာရင်အဲ့ဒီအချိန်ကရွှေလိုတောင်ဖို့ရှိပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာထွက်တဲ့နို့ဥယီကခလေးအတွက်ပထမဆုံးကာကွယ်ဆေးလိုတော့တင်စားခေါ်လို့ရလို့ပါပဲသူကလည်းအယောင်လေးကနည်းနည်းဝါပြီးတော့ယောဂတွေကိုတိုက်ထုတ်ပေးမဲ့ပထီပစ္စည်းတွေအများကြီးပါဝင်နေပါတယ်ကလေးကို6လအထိမိခင်တို့တစ်မျိုးတည်းပဲတိုက်ပါလို့ပြောကြတယ်အဲ့ဒါဘာကိုဆိုလိုတာလဲဆိုတော့ရိုးရှင်းပါပဲရေပြားရည်နွားနို့နို့မုတ်ဘာရေမှတခြားဘာမှထမတိုက်ဖို့ပါပဲဟုတ်ပါတယ်ရေတောင်မတိုက်ရပါဘူးတခုပဲဆရာဝန်ကညွှန်ကြားတယ်ဆိုရင်တော့ဒါကချွင်ချက်ပေါ့ကလေးငယ်လေးတွေရဲ့စားအိမ်ကအရန်သေးသေးလေးမရှိတာလीဆိုတော့သူတို့ကနည်းနည်းပဲစားနိုင်ပြီးခဏခဏပိုက်စားတတ်ကြတာဒါကြောင့်တနစ်ကိုအနည်းဆုံး10ကြိမ်နဲ့17ကြိမ်လောက်အထိလိုအပ်လို့တိုက်ကျွေးဖို့လိုပါတယ်ကောင်းပြီဒါဆိုနို့တိုက်ကျွေးရခါပို့ပြီးအဆင်ပြေစေမဲ့လက်တွေ့ကျတဲ့နီလန်ကောင်းလေးတွေရွှေစည်းမြင့်လေးတွေကိုဆက်ပြီးကြည့်လိုက်ကြအောင်နို့တိုက်တဲ့အခါနီးစနစ်မှန်ဖို့ရအရေးကြီးဆုံးအချက်တွေထဲကတစ်ခုပါပဲကလေးကပါးဆက်ကိုကြည်ကြဲလေးဟားထားရမယ်။မဲစေကရင်လားကိုထိနေရမယ်။ဒီလိုအနေထားနေမှန်ကန်မှနိုးရီကိုကောင်းကောင်းဆွနိုင်မှာပါ။ပြီးတော့အရေးကြီးဆုံးကမိခင်အနေနဲ့နာကျင်မှုမရှိရပါဘူး။နားတယ်ဆိုရင်တစ်ခုခုလွဲနေပြီဆိုတဲ့သဘောပါပဲ။နောက်ပြီးတော့ဒါကမိခင်တွေအတွက်အရန်အရေးကြီးတဲ့အချက်တစ်ခုပါ။ကိုခရူးဆိုင်ဖို့လုံးဝမမိပါနဲ့။ဘာလို့လဲဆိုတော့ကျမတဲ့မိခင်စီကမှကျမတဲ့နိုးရီကိုရနိုင်ပါလေ။ဒါကြောင့်အာဟာရပြည့်ဝအောင်စားသုံးပြီးရေများများတောက်ပေးဖို့ကလည်းမရှိမဖြစ်ပါပဲကဲဒီအပိုင်းကတော့အပစ်တင်ခွလုံးဝမဟုတ်ပါဘူးเนาะဒါပေမဲ့မိခင်တိုင်းလိုကြုံရတဲ့အခက်ခဲလေးတွေအဖြစ်များရဲ့အမားလေးတွေကိုဘယ်လိုကြော်လွှားမလဲဆိုတာပြောပြပေးသွားမှာပါမိယုံတော်များများစိတ်ထဲမှာအမြဲရှိနေတတ်တဲ့မိကုန်းတစ်ခုကငါတို့ရေက clear အတွက်လုံလောက်ရလားဆိုတာပါပဲသူတို့ဆိုရင်စိတ်ဝင်နာကတဘာဝကြပါတယ်ဒါပေမဲ့ဒီအကြောင်းကိုရှင်းရှင်းလင်းလင်းသိထားဖို့တော့လိုအပ်ပါတယ်အားလုံးသိထားရမယ်အားတစရာအချက်တစ်ခုကတော့မိခင်အများစုဟာကိုခလေးအတွက်လုံလောက်တဲ့နိုးရီကိုထုတ်လုပ်နိုင်တဲ့စွမ်းရည်ရှိပြီးသားပါပဲအဓိကတော့ချက်ကပါလဲဆိုတော့ခဏတိုက်ပေးဖို့ပါပဲခလေးစို့လီနို့ထွက်လေပါပဲဒါကနို့ထွက်နှုံးကိုတဘာဝတိုင်းတိုးစေလေအကောင်းဆုံးနည်းလမ်းပါနောက်ထပ်အရန်ရေးကြီးတဲ့ချက်ကတော့မွေးခင်းစားကလေးကိုရေတို့ဖျားရည်တို့လိုတခြားအရည်တွေလုံးဝမတိုက်ကျွေးဖို့ပါပဲအကျိုးကျေးဇူးမရှိတဲ့ပြင်ယောဂပိုးဝင်နိုင်ခြေကိုတော့မြင့်တက်စေနိုင်ပါတယ်ပထမ6လအတွက်လိုအပ်တဲ့အာဟာရရောရေဓာတ်ရောအလုံးကမိခင်တို့တစ်မျိုးတည်းမှာပဲပြေဝပါဝင်ပြီးသားပါနောက်ပြီးရှောင်သင့်တဲ့အချက်တစ်ခုရှိပါသေးရဲ့တစ်ခုကတော့အစောပိုင်းရတတပွဲဒီမှာနိုးဘူးတို့ချိုလင်းတို့တုံးတာကိုရှောင်ဖို့ပါပဲဘာလို့လဲဆိုတော့ကလေးကနိုးဆိုးတဲ့နေရာမှာနည်းနည်းရှုပ်ထွေးသွားတတ်လို့ပါနောက်တစ်ချက်ကတော့မိခင်ဖြစ်ဖြစ်ကလေးဖြစ်ဖြစ်နေမကောင်းတဲ့အခါနိုးတိုက်တာကိုမရက်လိုက်ပါနဲ့တကယ်တော့အဲ့ဒီအချိန်မှာမိခင်နိုးမှာပါတဲ့ပတိပစ္စည်းတွေကကလေးကိုပိုလို့တောင်ကာကွယ်ပေးနိုင်ပါသေးတယ်တခါတလေမှာအကူအညီလိုတာကတဘာဝပါပဲဒါဆိုဘယ်လိုအခြေအနေမျိုးတွေမှာကျွမ်းကျင်သူတွေရဲ့အကူအညီကိုရယူသင့်လဲဆိုတာကိုထိလိုက်ကြရအောင်ပါဒါကမိဘတွေအတက်အားစေးတစ်ခွက်ဖြစ်စေမှာပါမိဘတွေအနေနဲ့တတိထားစောင့်ကြည့်ရမယ့်အန်ဒီရဲ့လက္ခဏာလေးတွေရှိပါတယ်ဒီအချက်တွေရှိမရှိကိုကလေးကိုစစ်ဆေးကြည့်လို့ရအောင်ဒီ checklist လေးကိုမှတ်ထားလိုက်ကြရအောင်နော်အရေးကြီးဆုံးကတော့အကူအညီတောင်းဖို့လုံးဝဝင်မလေးပါနဲ့ခုနကပြောတဲ့လက္ခဏာတွေထဲကတခုခုတွေ့တာနဲ့ကျမရင်ဝန်ထမ်းဒါမှမဟုတ်နိုးတိုက်ကြွေးကြီးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နဲ့အမြန်ဆုံးတိုင်ပင်ဖို့ပါပဲဒါကမိခင်နဲ့ကလေးနှစ်ယောက်လုံးအတွက်အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်ပါလိမ့်မယ်ကဲ
နီးစနစ်ပိုင်းဆိုင်ရာကိုခဏထားပြီးမိခနိုးတဲ့ကြွေးခင်းရဲ့နောက်ွယ်ကပူပြီးနှက်ဆိုင်တဲ့အတိတ်ပလေအားကောင်းတဲ့ပိုင်းဩစင်အကြောင်းကိုဆက်ပြီးပြောကြရအောင်ပါ ဟုတ်ပါတယ်နိုးတိုက်ကျွေးချင်းဆိုတာအစာကျွေးတာတတ်တဲ့လုံးဝမဟုတ်ပါဘူးဒါဟာချစ်ချင်းမေတ္တာပါနှစ်သိမ့်မှုပါပြီးတော့မိခင်နဲ့ခလေးကြားကတန်ရိုးစင်ကြိုးကိုခိုင်မြဲစေတဲ့အဖိုးမဖြတ်နိုင်တဲ့အချိန်လေးတွေပါပဲ ဒါဆိုဒီလိုအားကောင်းတဲ့တန်ရောစင်ကခလီတယောက်ရဲ့ဘဝတစ်လျှောက်လုံးအတွက်ဘလို့အရာလေးကိုဖြစ်ပေါ်စေနိုင်မလဲဒါကလို့ကျွန်တော်တို့အားလုံးအတွက်စက်ပြီးစဉ်းစားစရာမိကွန်းတစ်ခုဖြစ်ထားခဲ့ခြင်းပေါ့လေ